မြန်မာနိုင်ငံမှာ online game တွေလို့ပြောလိုက်တာနဲ့တကယ် game အစ်စ်တွေပြင်တခြားတစ်ခုကိုပါတွဲမြင်လေးရှိကြပါတယ်။အဲ့ဒါကဘာလဲဆိုတော့ online slot လောင်းကစား game ပါပဲ။ဆိုတော့ဒီနေ့မှာကျွန်တော်က slot game ဆိုတာကဘာလဲ။ဘယ်ကနေဘလို့စဖြစ်လာတာလဲ။ဘာလို့လူတွေကအရင်ဆွဲဆွဲလန်းလန်းနေစော့နေကြတာလဲ။လူတွေကိုဘလို့ဒုက္ခရောက်နိုင်စီလဲဆိုတာကိုဒီနေ့ရှင်းပြပေးသွားပါမယ်။ပထမဆုံးအနေနဲ့ခင်ဗျားတို့အားလုံးကို slot game တွေရဲ့တမိုင်းကြောင်းနဲ့ပြောင်းလဲတိုးတက်လာပုံကိုအရင်ရှင်းပြမယ်။တကယ်တော့ slot game တွေဆိုတာတော်တော်လေးကိုရှေ့ကျတယ်လို့ပြောရမယ်ဗျ။ဆလော့ဂိမ်းတွေရဲ့ဘိုးကြီးဖြစ်တဲ့ပထမဆုံးဆလော့ဂိမ်းဇာတ်ကိုတီထွင်ခဲ့တာကတော့ဂျာမန်ပြည်ကအမေရိကန်နိုင်ငံသားဖြစ်တဲ့ချာလီဖေးဆိုတဲ့ပုဂ္ဂိုလ်ကြီးက1895ခုနှစ်ဆန်ဖရန်စစ္စကိုမှာစတင်တီထွင်နိုင်ခဲ့တယ်။အဲ့ဒီဆက်မှာဆိုရင် re 3ခုရဲ့ symbol 5ခုရဲ့ row တစ်ခုရဲ့ပါတဲ့ဆက်အသေးသားလေးတစ်လုံးပဲဒီနေရာမှာ re's တွေ symbol တွေ row တွေအကြောင်းကိုရှင်းပြပေးမယ်။ re ဆိုတာကတော့ရှင်းရှင်းလေးပါပဲ။ဆလော့မှာပါတဲ့ဒီ downline column လေးတွေကိုပြောတာဗျာ။ symbol ဆိုတာကတော့ဆလော့ဆက်မှာပါတဲ့သင်္ကေတကိုပြောတာပေါ့ဗျာ။ဥပမာကျွဲပုံတို့မြင်းခွာပုံတို့စသဖြင့်ပေါ့နောက်ဆုံးကျန်တဲ့ row ကတော့ရှင်းပါတယ်ဒီအတန်းလေးပေါ့ဗျာဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ slot game ဆက်တွေအကြောင်းကိုပြန်ဆက်ကြမယ်ဒီဘဲကြီးက slot ဆက်ကိုတီထွင်လိုက်တော့အဲ့ဒါက slot game တွေရဲ့အစဖြစ်လာတယ်ပေါ့ဗျာသူ့ဆက်မှာက symbol 5ခုပဲပါတယ်အဲ့ဒါတွေကခေါင်းလုံးပုံလေးရဲ့ heart shape ရဲ့မြင်းခွာပုံရဲ့တောင်းရဲ့ညင်းရဲ့အဲ့ဒါပဲပါတယ်ဒီလိုနဲ့လူသဘောသဘာဝအရစော့ကြတာပေါ့ဗျာလူတွေကနိုင်မနိုင်တော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့အဲ့ဒီဆက်ရဲ့နာမည်ပြောင်းနည်းနည်းတော့စားတယ်လက်တစ်ဖက်တများတယ်ဒီလိုနဲ့ပဲဆလော့ဆက်တွေကိုလူတွေစသိလာတယ်ပေါ့ဗျာအဲ့ဒီနောက်တော့ဆလော့ဆက်ကြီးကနာမည်ကြီးလာပြီးတော့အပန်းဖြေစကန်အနေနဲ့ဘားတွေမှာပါထားတဲ့အထိဖြစ်လာတယ်1963ခုနှစ်မှာတော့ပထမဆုံးအနေနဲ့လျှက်စစ်နဲ့သုံးလို့ရတဲ့ဆလော့ဆက်ကိုစပြီးမိတ်ဆက်ခဲ့တယ်သူကဘာတွေပိုကောင်းသွားလဲဆိုတော့ပတ်စံတွေပိုပေးတယ်ပြီးတော့အရင်ကဆက်ထပ်ပိုပြီးမြန်မြန်ဆန်ဆန်အလုပ်လုပ်ပြီးတော့ပိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့ဗျာဒီလိုနဲ့တဖြည်းဖြည်းချင်းနာမည်ရလာတဲ့ဆလော့ဆက်တွေကကာစီနိုတွေမှာပတ်စံလွယ်ရတဲ့ငွေရင်းကြီးတစ်ခုဖြစ်လာခဲ့တယ်1986ခုနှစ်မှာတော့ဆလော့ဆက်တွေကိုအဆင့်မြင့်တင်ပြီး display မျက်နှာပြင်တွေနဲ့အစားထိုးပြီးအသုံးပြုလာကြတယ်။အရင်ကဆက်တွေထက်ပိုဆော့ကောင်းလာတယ်။လူတွေရဲ့မျက်လုံးတွေကိုလည်းပိုဖန်းစားလာနိုင်တယ်။အဲ့ဒီလိုနဲ့ပဲဆလော့ဂိမ်းဆက်တွေကအမေရိကန်မှာလည်းမဟုတ်ပဲ1990ခုနှစ်မှာတစ်ကမ္ဘာလုံးကိုစတင်ပြန့်နှံ့သွားတယ်။1998ခုနှစ်မှာတော့ Micro Gaming ဆိုတဲ့ software company တစ်ခုကနေပြီးတော့ပထမဆုံး online ဆော့ဂိမ်းဖြစ်လာမဲ့ Cat Plus ဆိုတဲ့ဂိမ်းကိုစတင်ပြီးတည်ထွင်လိုက်ကြတယ်။အရင်ကဆိုလူတွေကဆလော့တွေစော့ခြင်းအပြင်မှာရှိတဲ့စက်တွေကနေတစင်းတကူတကသွားစော့နေကြတာနေပြီးတော့အိမ်မှာကွန်ပျူတာလေးဖွင့်ပြီးအေးအေးဆေးဆေးစော့လို့ရတဲ့ပုံစံကိုပြောင်းလိုက်ကြတော့ပါဗျာရှင်းရှင်းပြောရရင်တော့ဆလော့စက်ကြီးကို software တစ်ခုအဖြစ်နဲ့ပုံသွင်းလိုက်ကြတာပေါ့ဒီလိုနဲ့ခင်ဗျားတို့ကျွန်တော်တို့သိတဲ့ online slot game ဆိုပြီးတော့စတင်ဖြစ်ပေါ်လာတာပေါ့ဒီထွင်ကားစားကတော့ကွန်ပျူတာနဲ့ပဲအသုံးပြုလို့ရတဲ့ software တွေဖြစ်ခဲ့ပေမဲ့2010ခုနှစ်နောက်ပိုင်းမှာတော့ဖုန်း software တွေဖြစ်နေစတင်ပြောင်းလဲလာခဲ့ကြတယ်အဲ့ဒီလိုပြောင်းလဲလာပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံအပါအဝင်အရှေ့တောင်အာရှနိုင်ငံတော်တော်များများကိုပြစ်မှတ်ထားပြီးတော့ဖြန့်ချိလာခဲ့တယ်။အရင်ကဆက်အကြီးကြီးရနေပြီးတော့လူတိုင်းရဲ့အိတ်ကက်လေးတွေမှာအလွယ်တကူအတွက်